Malia Mastication သွားနေမှာပါဒီတည်းဝယ်သားလေးရလဲ so fine တဲ့တော့ပါပြီမလီယာနဲ့ကျတော့အရန်ဝေးတယ်အိမ်ထဲကနောက်2မိနစ်လောက်နေရောက်မယ်ပတ်စပို့ရုံလာတော့ဒီလေးပဲမိုးလေးအုံနေတယ်ဆိုတော့ဟိုရောက်ရင်ချီကူးမယ်ချေးမယ်ညာဘက်ကကျတော့စီနာဒီဘက်မှာမလီယာဒီကတော့စီနာတော့မတည့်တော့မလီယာမှာပတ်တယ်ပြန်တော့ကိုရအောင်မယ်ရောက်ပါပြီအခုဘုတ်ကင်လောက်ထားတာ reservation ကိုသွားပါမယ်ဒီတက်ကဆောင်ပါတယ်လောက်ပြီးတော့သွားမှာပါဒီကကြားလိုက်ရောက်ပြီဆွနေဖို့ကလေးလောင်ပါကျင်းနာရီပါရီဖြတ်အခုကတော့အခန်းကတော့ယူပြီးသွားပြီခဏထိုင်ဆောင်ပုံမှန်အခန်းကကြတော့130ဝန်းကျင်ပေါ့အခုအခန်းကကြတော့ဒေါ်လာ20တော့ပို့ပေးရတယ်တခြား benefit တွေပါလည်းပါတယ်ပြီးရင်4နာရီလိတ်ချက်ကောက်အဲ့လိုမျိုးလည်းသူတို့ပေးထားတယ်ပြီးရင် long view တွေပါလည်းသူတို့30နာမသိပြီးရင် free join လို့ရတဲ့ဟာတွေလည်းပါတယ်အဲ့တော့အခန်းကတိတ်မကွာဘူးဒေါ်လာ20လောက်ပဲဆိုတော့အခန်းကိုလိုက်အခုတော့ခဏဆောင်နေပြီးရင်တော့ကြည့်
ရောက်ပါပြီအကျေရွေးကဲရောက်ပါပြီဒါလိတ်ဗျူအခန်းကြီးကတော့တော်တော်ကျယ်တယ်ကဲဝေါswimming pool ကအောက်မှာပြီးမှအေးစေးတော့ကိုမယ်ခုတော့ခဏလေး relax လုပ်လိုက်ပါဦးမယ်ဗျာချမ်းကိုတက်ကြည့်ဟိုချမ်းကတော့နေတာဒီဘက်ချမ်းတော့နေတာနေပါလေရင်းထိန်ဘုကမှောင်မိုက်ဒီကနေပြီးကျွေးရလေးမျိုးပေါ့ဒီကကျင်တော်နဲ့နေကျင်တော်နဲ့ ID ဆက်နဲ့ကွက်တီပဲစားလိုက်ပါဦးကဲဒီဟာတော့အပေါ်ဆုံးအထက်24တော့ပါ24မှာကြည့်တယ်မျိုးဟိုးမရွက်နေပြီရွက်နေပြီများရွက်သွားတယ်
weather တော့ fine လေဘူးတော့မရွာလာဘူးဟိုကတည်းကြာဟိုဘက်တိလျှောက်တော့ကြည့်လိုက်မယ်ဒီ24တက်မှာတော့ launch ပေါ့ကရှစ်လုံးပြာviewဒီတော့ကူလိုက်ပါအောင်မယ်စေး swimming pool ကလေးတော့မှာကိုယ်ရောက်ပါပြီ